ကဲအားလုံးပဲပြန်လဲကြိုးဆိုပါတယ် PK1 vlog ကနေဒီနေ့ကဟိုရန်ဘက်ကပြီးခဲ့တဲ့နှစ်ပတ်လောက်ထင်တယ်အဲဒီတော့တင်ထားတယ် snow အခုနှစ်ပတ်ပြီးတော့အဲ့ဒါပြင် snow မကြတော့ဒါပေမဲ့ဗာလဲတည်လားအခုထိဒီကောင်လည်းအခုထိမပြောင်းအရေးမပြောသေးဘူးအရေးမပြောသေးပါဘူးဗျာအခုတောင် snow ပြန်ကျနေတွေ့ရတာမသိဘူး snow ပြန်ကျနေပြီနှစ်ပတ်တောင်ရှိနေပြီနှစ်ပတ်နီးပါးပေါ့12ရက်နီးပါးရှိပြီဆိုတော့အခုထိအရေးမပြောသေးတာသူကစုထားအပုံလိုက်ရေးထားတော့အရေးမပြောနိုင်ဘူးလို့ဖြစ်နေတယ်အဲ့ဒါ update လာပြောပြတာsnow ကျနေတော့လာပြီမဲ့ကျွန်တော်ပြောခဲ့သလိုပဲကျနေတော့လာပြီမဲ့ကျပြစ်မလာတော့ဘူးပြမယ်နော်ကျပြီရင်လမ်းမချရဒီလိုဒါရ construction လုပ်နေလမ်းဘေး construction ပါကျပင်ဒီလိုညစ်ပတ်မတွေ့လားဆူလိုက်ပုံလိုက်အမိုက်ရနဲ့ရှုပ်ရှက်ခန့်နေဆူပြုတ်နေရပဲအမိုက်အောင်နော်အဲ့လိုရှိတယ်အခုလည်းကြာနေတယ်နည်းနည်းလေးဒါပေမဲ့တားနေတော့သူကရေလိုမျိုးဖြစ်သွားတယ်ရေအမုံမုံလေးတွေပြီးခဲ့တဲ့ခါမှာဆိုအတန်တောင်ကြားရတယ်အဲ့ဒါ snow လို့ခေါ်လို့ရအောင်မလားမသိနော်အဲ့ဒါရေခဲလိုဖြစ်နေဆိုတော့ဒါပေမဲ့အေးပေါ့ snow ဖြစ်သွားပါOkay update လာပြောပြတာပါဒီလိုရှိရဲ့တချို့လမ်းကြားရင်ဆိုရှင်းတယ်တချို့လမ်းကြားဆိုမရှင်းဘူးဟာဒီမှာတွေ့တာပုံထားတာကားနဲ့တူတောင်တူတော့မယ်သူရဲ့အမြင့်ခဲတာပါပဲ Okay bye bye